မင်္ဂလာပါခင်ဗျာတော့ဖတ်ပိုင်ဂျယ်ရီဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်တွေမှာချင်းစေးထွန်းစရာမလိုဘဲနဲ့ချင်းကင်းစေမဲ့အိမ်တွင်းနီလန်9ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာချင်းမရှိတဲ့ရက်ချင်းမရှိတဲ့အိမ်ဆိုတာကတော့ခက်ရှားရှားပါဒီနေ့တော့နေရာတိုင်းမှာတွေ့နိုင်တဲ့ချင်းကိုချင်းစေးမလိုဘဲနဲ့တဘာဝနီလန်လေးတွေနဲ့ချင်းပြေးအောင်လုပ်နိုင်မဲ့နီလန်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ချင်းစေးထွန်းစရာမလိုဘဲအိမ်မှာချင်းကင်းစေမဲ့အိမ်တွင်းနီလန်9ခုနံပါတ်1ချက်သွန်ပြူချက်သွန်ပြူရဲ့အနံ့ခက်ပြင်းပြင်းကချင်းတွေကိုဝေးဝေးပြေးစီဖို့အကောင်းဆုံးအထောက်အကူပြုပေးပါတယ်ချက်သွန်ပြူကိုကြိတ်ချေပြီးတော့ရေနွေးဆူဆူနဲ့ထည့်ပါအေးခံပြီးတော့စပရေးဘူးနဲ့ထည့်ပြီးတော့အိမ်ရဲ့နေရာအနှံ့ကိုဖြန်းပေးုံနဲ့ချင်းတွေကိုပြေးစေပါတယ်နံပါတ်2လေးညင်းပွင့်တဲ့တံမျိုးသည်တံမျိုးသည်ကိုထချမ်းချမ်းပြီးတော့တံမျိုးချမ်းပေါ်မှာလေးညင်းပွင့်လေးတွေကိုစိုက်ထားလိုက်ပါလင်းချင်းပွင့်နဲ့တံမျိုးသီးတို့ရဲ့ရနံပေါင်းစပ်မှုကချင်းတွေကိုဝေးဝေးပြေးစေဖို့အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါပါနံပါတ်3ပင်စိမ်းကဟင်းတွေကိုပဲရနံတိုးစေတာမဟုတ်ပါဘူးချင်းတွေပြေးစေဖို့ကိုလည်းအကူအညီပေးနိုင်ပါတယ်အလက်ဆက်ပင်စိမ်းကိုအိမ်ရဲ့အခန်းထဲမှာထည့်ထားတာကလည်းချင်းပြေးစေမယ့်နည်းလမ်းကောင်းတစ်ခုပါနံပါတ်4လက်ဖက်ပင်အစီဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်တွေကျွဲဝနေတဲ့အရေပြားမှာလက်ဖက်ပင်အစီကအရေပြားပြဿနာတွေကိုပဲကင်းစေတာမဟုတ်ဘဲနဲ့အရေပြားမှာလိမ့်နာမယ်ဆိုရင်ချင်းမကိုက်အောင်လည်းကာကွယ်ပေးနိုင်ပါပါချင်းကိုက်ဘူးတွေကိုတက်တာစေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်နံပါတ်5ပန်းသီးရှာလကရေပန်းသီးရှာလကရေကိုဖြန်းပေးထားတာကလည်းတဘာဝချင်းပြေးစီတစ်ခုပါစပရေးဘူးထဲမှာထည့်ပြီးတော့အိမ်မှာဖြန်းပေးထားပါနံပါတ်6တမာစီနဲ့လာဗန်ဒါစီကိုစားလို့ရောဆက်ပြီးတော့အရေပြားပေါ်မှာလိမ့်ပေးထားတာကအရေပြားကိုထိခိုက်မှုကင်းပြီးတော့ချင်းတွေကိုဝေးပြေးစေပါလိမ့်မယ်နံပါတ်9ပူစီနံရွက်ကရတဲ့အစီကိုလိမ့်ပေးတာအဆိုရထိန်းဆက်တဲ့ထည့်ပြီးတော့ဖွင့်ပေးတာရေနွေးနဲ့ရောဆက်ပြီးဖြန်းပေးတာကလည်းချင်းပြေးစီဖို့ထိရောက်တဲ့နည်းလမ်းတစ်ခုပါနံပါတ်10 rosemary ရိုးရံကလည်းချင်းပြေးစီဖို့အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်နေအိမ်ထဲမှာမီးဖိုသေးသေးလေးနဲ့ rosemary ရိုးရံကိုမီးရှို့ပေးရုံပါပဲဒီငွေတွေကချင်းတွေကိုမောင်းထုတ်ပေးမှာပါနံပါတ်9 coffee mugနှက်ကော်ဖီလောက်တော့တဲ့ကော်ဖီအကျန်းမှုန့်ကိုဖြူပေးထားတာကလည်းချင်းတွေကိုဝေးဝေးပြေးစီပါတယ်အိမ်ရဲ့အခန်းတွေထဲမှာကော်ဖီမှုန့်ကိုဖြူပေးထားတာရေဝတ်နိုင်တဲ့နေရာတွေကိုကော်ဖီမှုန့်ဖြူပေးတာစတာတွေကချင်းတွေပြေးစီဖို့ရောချင်းတွေမပေါက်ပွားစီဖို့ပါအကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်ဒီနီလန်းလေးတွေမှာတချို့ကသိပ္ပံနည်းကျဆက်လက်လေ့လာမှုတွေလုပ်เสียလိုပါသေးတယ်ဒါပေမဲ့တချို့တွေမှာလည်းတကယ်ချင်းပြေးတာကိုတော့တွေ့ရပါတယ်အနေနဲ့တဲ့နီလန်းတွေဖြစ်တာကြောင့်စမ်းသပ်ကြည့်မယ်ဆိုရင်လည်းအကျိုးတော့မရုပ်ပါဘူးဒီနီလန်းတွေအပြင်ချင်းကိုက်မခံရအောင်နေတာအိမ်နာပတ်ဝန်းကျင်မှာချင်းအောင်နိုင်တဲ့နေရာတွေကိုရှင်းလင်းထားတာတွေကလည်းချင်းကိုက်မခံရစေဖို့အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်ဒါလို့ဆိုရင်တော့ချင်းတွေကိုချင်းစေးမသုံးပဲတဘာဝနီလန်းလေးတွေနဲ့ဘယ်လိုမောင်းရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်နောက်ရက်တွေမှာလည်းအခုလိုပဲအားလုံးအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုတင်ပြမှာဖြစ်လို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်မှာပြန်တွေ့ပါမယ်ခင်ဗျ